စီလေးနှစ်ခုနဲ့တုံးပြီးတော့စားချင်တဲ့ခက်လုတ်လေးကိုပြင်ပြပါမယ် I ready to eat me တုံးပြထားတာကတော့နိုဘိုနဲ့ OTP ကဖြစ်ပါတယ်အရင်ဆုံး cream လေးကိုယူပြီးတော့ပါးပေါ်မှာ W shape ပုံစံလိမ့်လိုက်မယ်ပြီးမျက်လုံးနဲ့နှာခေါင်းလိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင် blend လိုက်ပါမယ်လက်နဲ့ပဲ blend မဲ့ပါ brush မလို့ပါဘူး blend ပြီးရင် OTP ကခဲတဲ့လေးနဲ့မျက်ခုံးလေးစဆွဲမယ်ပေါ့နော်ဆွဲတဲ့ခါကျရင် outline ကိုအရင်ဆွဲပါပြီးအနောက်ကိုအရင်ချဲပြီးတော့မှအရှိကိုသွားမယ်ပေါ့နော်ဘာလို့ဆိုအရှိရမိန်မိန်လေးနဲ့အနောက်ကိုထင်းထင်းလေးဖြစ်ချင်လို့တဘာဝပို့ပြီးတော့ဆန်အောင်မလို့ပေါ့နော်ဒီ nose contouring လုပ်ပါမယ် contouring လုပ်တဲ့အချိန်မှာ W shape ချဲထားတာဖြစ်တဲ့အတွက်ဒီပုံစံလေးcontouring လုပ်ကြည့်ပါပို့ပြီးတော့လိုက်ဖက်ပါတယ်ပြီးရင်တော့လက်လေးနဲ့သူ့ shape တိုင်းလေးပဲတာရလေး blend လိုက်မယ်ပေါ့နော်ပြီးရင်မျက်လုံးအောက်လေးကိုအရင်ချဲပြီးတော့အောက်မျက်ရည်ထည့်မယ်ပေါ့နော်အောက်မျက်ရည်ထည့်တဲ့ခါကျရင်မျက်လုံးနည်းနည်းရှုံလိုက်ပါဒါဆိုပို့ပြီးတော့ပေါ်ပါတယ်ပြီးရင်နည်းနည်းလက်လေးနဲ့ blend မယ်ပေါ့နော် lip liner ကမထည့်ချင်လည်းရတယ်ပေါ့နော်ဒါပေမဲ့လူစီက full lip ကြိုက်တာဖြစ်တဲ့အတွက်ဒီလိုကြီးကြီးလေးဆူလိုက်ပါတယ်ပြီးရင်တော့ highlight လေးကိုနှာခေါင်းရယ်မျက်လုံးထောင်းရယ်ဒီအောက်မျက်ရည်ရယ်ကိုပို့ပြီးတော့လင်းချင်တဲ့နေရာတွေမှာ highlight လေးကိုပို့ထည့်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်လက်လေးနဲ့ပဲဒီလိုလေးအတားရလေး blend မယ်လူစီကကြတော့ဒီပါးနီနဲ့ဒီအောက်မျက်ရည်ကြားမှာနည်းနည်းပို့ပေါ်ချင်တဲ့အတွက်အဲ့နားမှာလည်းနည်းနည်းထပ်ထည့်ပြီးတော့highlight လေးနည်းနည်းထပ်ထည့်ပြီးတော့ blend လိုက်မယ်ပေါ့နော်ပြီးတော့ရင်တော့ခဏ OTP ကို pencil လေးနဲ့ပဲ zero eyeliner ဆွဲမှာဖြစ်ပါတယ် eyeliner ဆွဲလေးမထုတ်ခင်ဆိုလို့ရှိရင်အတွင်းထဲကိုအရင်စိုးနေအောင်ဆွဲလိုက်မယ်ပေါ့နော်ပြီးရင်အပေါ်လေးကိုနည်းနည်းဝင်ပြီးတော့ဆွဲပါအကယ်၍အောက်ကသူ့ရဲ့ line တိုင်းတော့ဆွဲမယ်ဆို sleepy eye လိုမျိုးဖြစ်ပြီးမျက်လုံးကမဝင်ဘူးပေါ့နော်ကိုကဝင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနီးလေးကိုတုံးပြီးတော့ eyeliner ဒီပုံစံလေးဆွဲပေါ့နော်ဒါဆိုမျက်လုံးဝင်လေးဖြစ်ပါတယ်အဲ့ပြီးရင်မျက်တောင်ကိုကျိုးနေအောင်ကော်မယ်ပြီးရင် mascara လိမ့်လိုက်မယ်ပေါ့နော်အပေါ်အောက်ကောပေါ့နော်ကဲမျက်တောင်တက်ဆက်ထားရဆိုရင်ဒါလေးရမလို့ပါဘူးရှင် So I don't have မျက်ရည် So ကြည့်လို့ရှိရင်လည်းမပေါ်ဘူးသူကဒီလိုမျိုးအပေါ်နေလာပြီးနေရော So ဒီဟာထည့်မယ်ပြီးရင် I like big eyelids so ဒီမှာအရာရှိရယ်ပေါ့နော်အဲ့ဒီအရာရဲ့အပေါ်ကနေဒီတိုင်းကလာရုံပါပဲ It's not that difficult okay see the different ဒီပဲ eyelid ရှိတော့ပို့ပြီးတော့ draw ပြီးတော့ပို့ပြလိုက် And the other one okay okay ဒီလိုတော့အလေးက zoom နေတာတိတ်မမြင်ရဘူး Let's see okay right စားချင်စရာ look လေးပေါ့နော်ဘာလို့လဲဆိုတော့ပါနီလေးအားလေးကျဲပို့နေရောနှာခမ်းလေးကိုပို့ပြီးတော့နမ်းချင်စရာဖြစ်ချင်တော့ gloss လေးထည့်ခဲ့လိုက် okay gloss ကတော့ဒီ NYX ကဟာပေါ့နော်ဝယ်ထားတော့ကြာနေဟာလေးကိုထည့်လိုက်ဆိုလို့ရှိရင်တော့ဟိုကိုရက်ကလေးဟာလည်းနည်းနည်းကမ်းမြဲစီပြန်နမ်းတဲ့အချိန်ညရင်စစ်this ရအောင် like this okay oh so this is my final look ပါအကယ်၍ look ကိုကြိုက်ပြီးတော့အယောင်မကြိုက်ဘူးပိုင်းအောင်မကြိုက်ဘူးဆိုလို့ရှိရင်ညိုရောင်လေးတောင်းကြည့်ပေါ့နော်ညိုရောင်ဆိုလို့ရှိရင်တော့ body look လေးဖြစ်သွားမှာပါ try ကြည့်ပြီးမသိရရှင်မေးလို့ရပါတယ်တာ